Hello အားလုံးပဲမင်္ဂလာပါဒီနေ့လေ့လာမယ့် grammar pattern လေးကတော့ကိုဘယ်နိုင်ငံသားလဲပေါ့နော်မိတ်ဆက်မယ် nationality ပေါ့နော်နိုင်ငံသားနောက်တစ်ခုကကိုဘယ်ကလာလဲကိုရဲ့ဇာတိပေါ့နော် hometown ကိုမိတ်ဆက်မယ်ပေါ့နော်အင်္ဂလိပ်လို okay ကိုရဲ့ hometown နဲ့ nationality ကိုမမိတ်ဆက်ခင် verb to be ကိုအရင်ကြည့်အောင်နော် be ဆိုတဲ့အဓိပ္ပာယ်ကဖြစ်တည်ရှိသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် verb 0က be ပေါ့နော်အခုသုံးမှာက verb 1ဖြစ်တဲ့ present tense am is are နဲ့သုံးမှာမယ်ပေါ့နော် okay ဒီမှာဆိုလို့ရှိရင် nationality နိုင်ငံသားကပါလေသူက Japanese ဂျပန်နိုင်ငံသားဖြစ်တယ် okay hometown သူမရဲ့မွေးရဇာတိက Tokyo တိုကျိုမြို့ကဖြစ်တယ် okay ဒါကိုအင်္ဂလိပ်လိုပြောကြည့်အောင်နော် okay ကျမကဂျပန်လူမျိုးတစ်ယောက်ဖြစ်တယ်ဆိုလို့ရှိရင် I am Japanese okay am နဲ့တွဲเนาะ be မို့လို့ I က am နဲ့တွဲတယ်ဒီ am က verb to be ကနေလာတယ်ပေါ့နော် verb to be က verb 0 am is are က verb 1ပေါ့နော် okay နောက်တစ်ခုကကျမက Tokyo မြို့ကဖြစ်တယ်ဆိုရင် I am from Tokyo မ from တလုံးပါရမယ်เนาะမှားပေါ့เนาะအတိတ်ပဲကတော့နေရာပြ verb from Tokyo မြို့မှာဖြစ်တယ် I am from Tokyo okay နောက်တစ်ခုကြည့်အောင်နော် nationality နိုင်ငံသားကသူမကမြန်မာနိုင်ငံသားဖြစ်တယ် okay hometown ဇာတိကမန္တလေးရဖြစ်တယ် okay ဒါကိုအင်္ဂလိပ်လိုပြောမလဲကျမကမြန်မာနိုင်ငံသားဖြစ်တယ်ဆိုလို့ရှိရင် I am Myanmar okay မန္တလေးရဖြစ်တယ်ဆိုလို့ရှိရင်I am from Mandalay okay ဒီမှာ am နေရ verb to be ရဲ့ present tense ဖြစ်တယ်ပေါ့နော် am is are present tense ကဒီ verb 1ကနေပြီးတော့ I က am နဲ့တွဲအဲဒါကြောင့်မို့ am သုံးတယ်ပေါ့နော် I am Myanmar I am from Mandalay okay ကဲနောက်တစ်ခုကြည့်ရအောင် nationality နိုင်ငံသားကသူက Thai ဖြစ်တယ်ပေါ့နော် Thai လူမျိုးဖြစ်တယ် hometown ဇာတိကဘန်ကောက်ကဖြစ်တယ် okay ဒါကိုအင်္ဂလိပ်လိုပြောမလဲကျွန်တော်ကထိုင်းလူမျိုးဖြစ်တယ်ဆိုလို့ရှိရင် I am Thai okay am ကဖြစ်တည်ပေါ့နော်ဆိုရင် verb to be ရဲ့ present tense verb 1ပေါ့နော် am I am Thai okay ကျွန်တော်ကဘန်ကောက်ကဖြစ်တယ်ကျွန်တော်ရဲ့ဇာတိကဘန်ကောက်ကပေါ့နော်ပြောချင်တာ I am from Bangkok ကျွန်တော်ကဘန်ကောက်ကဖြစ်တယ်ဒီမှာ from ပေါ့နော်မှဆိုတဲ့အဓိပ္ပာယ် okay ဒါဆိုလို့ရှိရင်ရှေ့ဗီဒီယိုတွေမှာနာမည်ရဲ့အသက်ရဲ့ကိုလေ့လာပြီးသွားပြီပေါ့နော်ဆိုလို့ရှိရင်တကယ်လို့မကြည့်ဖြစ်သေးလို့ရှိရင်လည်းရှေ့ဗီဒီယိုကိုကြည့်ပြီးတော့ဒါကိုဖြေလို့ရတယ်ပေါ့နော် name နာမည်ဆိုလို့ရှိရင် I am နာမည်ရေးမယ် age အသက်ကိုပြောမယ်ဆိုလို့ရှိရင် I am တက်ဘယ်လောက်လဲထည့်ပေးမယ် nationality လူမျိုးကိုပါလူမျိုးလဲ I am မြန်မာဆိုရင်မြန်မာပေါ့နော် okay နောက်တစ်ခုက hometown ဇာတိကဘယ်ကလဲ I am from okay comment မှာဒီလေးချောင်းအဖြေလေးခုလည်းရေးခဲ့ပေးလို့ရပါတယ်เนาะအဆုံးထိအတူတူလေ့လာပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အင်္ဂလိပ်စာကိုနေ့တိုင်းလေ့လာမယ်ဆိုလို့ရှိရင် Slow English Channel ကို subscribe လုပ်ထားရအောင်เนาะ see you